အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်မိတ်ဆွေတို့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကွန်ပျူတာမှာကျွန်တော်တို့ကိုယ်ကွန်ပျူတာထဲမှာဘယ်လို file လေးတွေရှိနေလဲဆိုတာလေးကိုအများဆုံးနဲ့ဘယ်လိုမျိုးဆက်လို့ရလဲဆိုတာလေးကျွန်တော်ပြောပြချင်ပါတယ်ပထမဦးဆုံးအနေနဲ့ Windows icon လေးကိုနှိပ်ပါဒါမှမဟုတ်လို့ရှင်လဲ Windows နဲ့ R လေးနဲ့ကိုနှိပ်လိုက်ပါအဲ့ဒါ run box လေးပေါ်လာပါလိမ့်မယ်ဒီ run box လေးပေါ်လာပါလိမ့်မယ်ဒီ run box ထဲမှာရိုက်ထည့်ရမယ့်စကားလုံးက MRD ပါပြီးသွားရင် OK လေးနှိပ်လိုက်ပါအဲ့ဒါဆိုရင်တော့မိတ်ဆွေတို့ရဲ့ကွန်ပျူတာလေးထဲမှာခဏလေးစောင့်ပေးပါအဲ့ဒါဆိုတော့မိတ်ဆွေတို့ရဲ့ကွန်ပျူတာလေးထဲမှာအခုဒီကောင်လေးပေါ်လာပါလိမ့်မယ် Microsoft Windows Molecule Software Removal Tool လေးပေါ်လာပါလိမ့်မယ်အဲ့ဒါလေးပြီးသွားရင် Next ကိုနှိပ်လိုက်ပါဒီမှာ Quick Scan ဆိုတာလေးကိုနှိပ်ပေးလိုက်ပြီးတော့ရှာလိုက်ရင်ရပါရွေးဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်